အားလုံးပဲမင်္ဂလာပါခင်ဗျာအစီတီပါဝါဆိုလာနေမှာနေပြီးတော့ကြိုးစားပါတယ်ဒီမှာတော့ကျွန်တော်ပါဝါဆိုလာနေမှာကိုခဏပစ္စည်းရောက်ပြီလားလို့မေးနေတဲ့ customer တွေကိုကျွန်တော်ပါဝါဆိုလာနေမှာဆိုလာသုံး home plan တွေပြန်လဲရောက်ရှိနေတယ်ဆိုတာကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဗာပစ္စည်းတွေရောက်တယ်ဆိုတာကကြတော့ကျွန်တော်ပါဝါဆိုလာနေမှာဒါဘက်ထရီတစ်လုံးရှိအောင်နဲ့ချိတ်ဆက်ပြီးတော့အသုံးပြုလို့ရမယ်9လီတာထမင်းပေါင်းဦးပါမယ်ဒီကောင်လေးရဆိုလို့ရှိရင်တော့ဒါနုစီဘူးလေးလုံးချက်ဦးတွေဖြစ်ပါတယ်ဘက်ထရီအနည်းဆုံး100ဦးလောက်ရှိရတယ်စပြီးတော့သုံးလို့ရမယ်ထမင်းပေါင်းလေးဖြစ်ပါတယ်သူ့ရှိမှဆိုလို့ရှိရင်တော့ယူနီအိုလေးရှိမယ်ဒီကောင်လေးရဲ့စက်နဲ့လီတာကတော့1.8လီတာဖြစ်ပါတယ်ရေတံဘူး2ဘူးနီးပါးလောက်ဒီကောင်လေးကတော့စပ်ပါတယ်ဗျသူ့ရှိမှဆိုလို့ရှိရင်ဒါကျွန်တော်တို့ကြော်ချက်လို့ရတဲ့ဘက်ထရီတစ်လုံးနဲ့ရှိအောင်နဲ့သုံးလို့ရတဲ့ဦးလေးဖြစ်ပါတယ်ဒါလေးကတော့ဒါကျွန်တော်တို့အိမ်မှာရှိတဲ့ဒဲအိုးတွေဒံအိုးတွေကိုဒီပေါ်မှာတင်ပြီးတော့ချက်လို့ရပါဖြစ်ပါတယ်သူမှဆိုလို့ရှိရင်တော့အနီနဲ့ညက်ကလေးတစ်ခုပါမယ်ဒီကောင်လေးကိုဘက်ထရီမှာချိတ်ဆက်ပြီးသုံးတာနဲ့ဒါတော့တာမန်အပူချိန်ပေါ့နောက်တဲ့ညက်ကလေးတစ်ခုထပ်ပြီးတော့ချိတ်လိုက်ပြီဆိုလို့ရှိရင်တော့ဒါကတော့ပို့ပြီးတော့အပူချိန်ကျင်းသွားမှာဖြစ်ပါတယ်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်ဒီပန်ကာထဲမှာကိုယ်ထဲမှာဘက်ထရီပါမယ်ပြီးတော့ဒီဆိုလာတရားအသေးလေးနဲ့အားသွင်းလို့ရမယ်ဖုန်းနဲ့အားသွင်းလို့ရမယ်ပြီးတော့ LED မီလည်းပါပါပဲကျွန်တော်ဒါလက်တွေ့စမ်းရမယ်ဒီမှာ LED မီပါမယ်ဒါတော့ပန်ကာအရှိဖြစ်ပါတယ်ဟုတ်ကဲ့ဒီဘက်မှာဆိုလို့ရှိရင်ဆိုလာနဲ့ပဲအားသွင်းလို့ရမယ်ပန်ကာအတူလေးလဲကျွန်တော်တို့ပါဝါဆိုလာနေမှာဝယ်ယူလို့ရရှိပြီဖြစ်ပါတယ်ဟုတ်ကဲ့ဒီစီလေးတွေရဆိုလို့ရှိရင်တော့ဒါဘက်ထရီတစ်လုံးနဲ့ရှိတာနဲ့မိမိအိမ်မှာသမင်းဟင်းချက်တာယူနီအိုတဲတာဒါသုံးလို့ရမယ့်ပုံစံလေးဖြစ်ပါတယ်အခုလိုမျိုးဒါမိခဏနာပြတ်တဲ့နေရာတွေပြီးတော့ဒါမိမမှန်တဲ့နေရာတွေ10မီတာကရှော့ချခြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒါမျိုးလေးတစ်လုံးရှိတဲ့ဆိုလို့ရှိရင်တော့ဒါတော်တော်လေးအဆင်ပြေမဲ့ပုံစံလေးပဲဖြစ်ပါတယ်တရားအကယ်၍မိတ်ဆွေကဆက်သွယ်ပြီးတော့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ hotline ဖုန်းနံပါတ်25333963လုံး286 989 9533996ကိုဆက်သွယ်မင်းများဆောင်သတ်နိုင်ပါတယ်